ဒီတရုတ်ဆောင်ထိုင်းအမျိုးသမီးလေးဟာဆိုရင်ပြီးခဲ့တဲ့မတ်လ31ရက်နေ့ညမှာသူတောက်လိုက်တဲ့ဆေးကရုတ်တရက်ဓာတ်မတည့်မှုဖြစ်ပြီးတော့မှသူကတတိမေ့ကျင်တယ်လို့အသက်ရှူရတယ်ခတ်လာခဲ့တယ်အဲ့ဒီချိန်မှာသူကသူ့တငယ်ချင်းကိုဖုံးဆက်အကူအညီတောင်းလိုက်တဲ့ချိန်မှာသူ့တငယ်ချင်းကအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ပေးခဲ့တယ်အဲ့ဒီအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မရောက်လာခင်မှာရှေ့ဦးအနေနဲ့တယောက်ကိုအရင်လွတ်လိုက်တဲ့ဆိုင်ငယ်နဲ့အဲ့ဒီကယ်ဆယ်ရေးသမားကရောက်လာပြီးတဲ့ချိန်မှာဒီအမျိုးသမီးကနာမည်ကြီးတဲ့တရုတ်ဆောင်အမျိုးသမီးဖြစ်နေတယ်ဆိုတာတိတဲ့အတွက်ဒီအမျိုးသမီးမေ့မျောနေတာကိုအခွင့်ကောင်းယူပြီးတော့မှအင်ဂျီတွေချွတ်ပြီးတော့မှမတော်မလျော်တွေပြုကျင့်ခဲ့တယ်ပြီးတော့သူ့ရဲ့ကိုသုံးလုံးပုံလေးကိုပါဓာတ်ပုံရိုက်သွားခဲ့တယ်အဲ့ဒီနေ့ကအမျိုးသမီးလေးကအိတ်ခန့်ဒီမှာပင်ပန်းလို့ဆိုပြီးတော့သူစိတ်တစ်မျိုးကိုတောက်ခဲ့တယ်အဲ့ဒီစိတ်ကရုတ်တရက်ပဲသူနဲ့ဓာတ်မတက်မှုဖြစ်သွားပြီးတော့မှသူအသက်ရွှေကျက်လာခဲ့တယ်အဲ့တော့သူချက်ချင်းပဲသူတငယ်ချင်းကိုဖုန်းခေါ်လိုက်တယ်ဖုန်းခေါ်တော့သူတငယ်ချင်းကဘာမှစိတ်မပူနဲ့ငါကယ်ဆယ်ရေးလုပ်ပေးမယ်ဆိုပြီးတော့မှကယ်ဆယ်ရေးကိုအကြောင်းကြားခဲ့တယ်အဲ့လိုနဲ့ဒီယောက်ျားကဒီအမျိုးသမီးအိမ်ကိုရောက်လာခဲ့တယ်ရောက်လာတဲ့အချိန်မှာဒီကွန်ဒိုအောက်ထက်က security ဆိုတာဒီကွန်ဒိုကိုစောက်ရှောက်ပေးရတဲ့လူဒီကွန်ဒိုအဆောင်ကဒီကောင်မလေးရဲ့တိုက်ခန်းကိုလိုက်ပို့ပေးတယ်ဘာလို့လဲဆိုတော့ကွန်ဒိုအဆောင်ရှိမှာပဲတော့ဝါရှိလို့အဲ့တော့ဒီကွန်ဒိုထဲဝင်ဖို့အတွက်ဒီကီးကက်လေးလိုတယ်ဒီကီးကက်လေးနဲ့အတူတူ security အဆောင်ကဒီကောင်မလေးရဲ့အခန်းကိုလိုက်ပို့ပေးတယ်ဒီကောင်မလေးအခန်းကိုရောက်သွားတဲ့ချိန်မှာကောင်မလေးကအိယာပေါ်မှာမေ့နေပြီခေါင်းတွေကလည်းမူးပြီးတော့မှတတိယရတစ်ချက်မရတစ်ချက်နဲ့မျောနေတာအသက်ရှူရတယ်လည်းခတ်နေတယ်ဒါကြောင့်မလို့သူကလုံးဝမလုံမရက်ပဲနဲ့အိယာပေါ်မှာနေနေတယ်အဲ့ဒီချိန်မှာကယ်ဆယ်ရေးသမားကို security ဝန်ထမ်းကပြောတယ်ငါတို့သူ့ကိုအောက်ကိုပွေ့ချပြီးတော့မှလူနာတင်ကားနဲ့တခြားလူတွေမလာခင်တိုက်အောက်မှာစောင့်ကြမလားလို့မေးတယ်အဲ့ဒီအချိန်မှာကယ်ဆယ်ရေးသမားကအကြံစိုးကြီးတစ်ခုသူ့အုံနောက်ထဲကိုဝင်သွားခဲ့ပြီသူကဒီကိစ္စကိုအခုမှလှုပ်တာလားဒါမှမဟုတ်အရင်တုန်းကလည်းသူလှုပ်ခဲ့ပြီးသားဆိုလားကတနာတို့မသိနိုင်ဘူးသူကတော်ပြီးအောက်မှာမစောင့်တော့ဘူးအခန်းထဲမှာပဲကယ်ဆယ်ရေးလာထိစောင့်မယ်လို့ security ဝန်ထမ်းကိုပြောလိုက်တယ်အဲ့လိုနဲ့ဒီကွန်ဒိုအဆောင်ကလည်းစောင့်နေကြတယ်အဲ့အနေနဲ့ကကြောက်တော့သူ့ရဲ့ခန္ဓာကိုယ်ကိုသူတေချာမတင်နိုင်ပဲနဲ့မျောနေတဲ့အနေအထားဖြစ်နေတဲ့အတွက်အခန်းထဲမှာစောင့်တာကပိုကောင်းမယ်လို့အမျိုးသမီးကလည်းထင်ခဲ့တယ်ကယ်ဆယ်ရေးသမားကိုလည်းသူ့ကိုဘာမှမလုပ်တော့ဘူးကိုယ့်ကိုလာကယ်ဖို့လာတဲ့လူပဲဆိုပြီးတော့မှသူကဘာတက်ညာမှမဝင်ခဲ့ဘူးအဲ့လိုနဲ့အောက်မှာ ambulance ကားတွေရဲတွေရောက်လာတဲ့အချိန်ကျတော့ဒီကွန်ဒိုအဆောင်ကအောက်မှာတကားတက်ဖွင့်ပေးဖို့အတွက်အကြောင်းဖန်လာခဲ့တယ်အဲ့လိုနဲ့ကွန်ဒိုအဆောင်ကအောက်ထပ်ကိုဆင်းပြီးတော့မှသူ့ရဲ့တော့နဲ့တကားတွေတက်ဖွင့်ပေးခဲ့တယ်ဂိတ်တကားတွေကိုအဲ့ဒီချိန်မှာအခန်းထဲမှာကယ်ဆယ်ဖို့ရောက်လာတဲ့ကယ်ဆယ်ရေးသမားနဲ့ဒီတရုတ်ဆောင်အမျိုးသမီးခရစ်စတင်းတို့နှစ်ယောက်ပဲကြံခဲ့တယ်အဲ့ဒီချိန်မှာကယ်ဆယ်ရေးသမားကသူ့ရဲ့ကြံစီထားတဲ့ဗီဇာကိုပြတော့တာပဲသူပထမအဆုံးဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့အင်ဂျီဝတ်စားတွေကိုချွတ်ပလိုက်တယ်အဲ့ဒါကိုတိတိချင်းမှာအမျိုးသမီးကအတိရှိနေပေမဲ့သူဘာမှမယုံကြံရဲဘူးအော်လည်းမအော်ရဲဘူးဘာလို့လဲဆိုတော့သူကအခုချိန်မှာသူ့ခန္ဓာကိုယ်တူတောင်မှအနိုင်နိုင်တက်နေရတာဖြစ်တဲ့အတွက်သူ့ကိုတတ်သွားမှာကိုစိုးတယ်အဲ့လိုနဲ့9မိနစ်လောက်ကြာသွားတဲ့အချိန်မှာရဲတွေအခန်းသားရောက်ခံဒီလောက်ကြာမှအစပိုင်းမှာသူကအမျိုးသမီးကိုပြုတ်ကျင့်ဖို့ပါကြံခဲ့တယ်လို့ပြောတယ်။ကွန်ဒိုအဆောင်နေတဲ့တခြားလူတွေရောက်လာခံဒီကြာမှပဲသူကအမြန်ပဲအမျိုးသမီးလေးကိုအင်ဂျီတွေပြန်ဝတ်ပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးလေးရဲ့ခန္ဓာကိုယ်နုပုံနဲ့အားလုံးကိုဓာတ်ပုံရိုက်သွားခဲ့တယ်။သူဘာလုပ်ဖို့လဲတော့မသိဘူး။သူများလေးကိုပြဖို့လားချိန်ချောက်ဖို့လားရောင်းစားဖို့လားတော့မသိဘူး။ဘာလို့လဲဆိုတော့ဒီခရစ်စတင်းကနာမည်ကြီးတဲ့တရုတ်ဆောင်တစ်ယောက်ဖြစ်တယ်ဆိုတာသူသိနေလို့တိုက်ပေါ်တက်လာတဲ့တခြားကယ်ဆယ်ရေးသမားတွေနဲ့လုံခြုံရေးအဆောင်ကိုပြောလိုက်တယ်။ကောင်မလေးကတတိမေ့မျောနေပြီဘာမှမတိဘူးလို့သူကပြောလိုက်တယ်။ကောင်မလေးကလည်းအဲ့လိုပဲမေ့မျောကြအောင်ဆောင်ပြီးတော့မှလူနာတင်ကားပေါ်ရောက်သွားတယ်။ရောက်သွားပြီးတော့မှဆေးရုံမှာကောင်မလေးကိုစိတ်ကူတာပေးကြတယ်။အဲ့လိုနဲ့အမျိုးသမီးကချက်ချင်းပြန်ကောင်းလာတဲ့အချိန်မှာပဲရဲတွေကိုဖွင့်ပြောလိုက်တယ်။ငါ့ကိုလာကယ်တဲ့ကယ်ဆယ်ရေးသမားကဘယ်သူလဲတော့ငါမသိဘူး။ဒါပေမဲ့သူငါ့ကိုမတော်မလျော်တွေလှုပ်သွားတယ်။ငါ့ကိုအင်ဂျီတွေချွတ်သွားတယ်မတော်မလျော်တွေကင်သွားတယ်ငါ့ကိုပြုတ်ကျင့်ဖို့ကြံစီတယ်ဆိုပြီးတော့မှချက်ချင်းတိုင်လိုက်တယ်။ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုလည်းလုံးဝတန့်ရှင်းမလုပ်ဘဲနဲ့လက်ပေါ်မှာ DNA အထောက်ထားတက်သေးတွေယူလိုက်တယ်။ယူပြီးတော့မှတရားဆွဲလိုက်တယ်။အခုဆိုရင်ဒီလူကိုဖမ်းမိသွားပြီဖြစ်တယ်။ဒါပေမဲ့ဒီလူကသူက CPR လုပ်ပေးဖို့အတွက်ခန္ဓာကိုယ်ကိုကင်တွယ်ရဲတာဖြစ်တယ်တခြားမတမာတဲ့နည်းတွေနဲ့မယုံမသားနေနဲ့သူကင်တွယ်ခဲ့တာမဟုတ်ဘူးဆိုပြီးတော့မှညင်းဆိုထားတယ်ဒါပေမဲ့တရုတ်ဆောင်အမျိုးသမီးခရစ်စတင်းကတော့သူ့ကိုဒါမျိုးတွေမတော်မလျော် HS လုပ်ခဲ့တာသိကြပါတယ်သူကအဲ့ချိန်မှာတတိမျောနေတာမဟုတ်ဘဲနဲ့အတိစိတ်ကရှိနေပါတယ်အဲကြောင့်မို့လို့သူဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှလုံးဝအလျှော့ပေးမှလည်းမဟုတ်ဘူးရော်ကြီးလည်းလက်ခံမှာမဟုတ်ဘဲနဲ့တရားရုံးမှာအစွန်းစုံကြီးရင်ဆိုင်တိုက်ခိုက်သွားမယ်ဆိုပြီးတော့မှနောက်ဆုံးရတဲ့တင်ရသိရပါတယ်အရန်အောင်စရာကောင်းတာကဒီလိုအမှုမျိုးကကက်ဆယ်ရေးသမားတွေမှာဖြစ်လာခဲ့တာကိုကိုကဲတင်မယ်လို့ထင်တဲ့လူတွေကကိုကိုလှုပ်သွားခဲ့တာဒါကြောင့်မို့လို့မိန်းကလေးတယောက်တည်းနိုင်ငံရခြားမှနေတဲ့အချိန်ကျရင်ဒီလိုအရေးပေါ်အခြေအနေတွေဖြစ်လာတဲ့အချိန်ကျရင်ကိုရဲ့တငယ်ချင်းတွေကိုအနားမှာရှိတဲ့လူတွေကိုအနားမှာရှိနေဖို့အတွက်အကူအညီတောင်းနေတယ်မဟုတ်ဘူးဆိုရင်ကိုတတိလစ်မေ့မျောနေတဲ့အချိန်တွေမှာဒီကယ်ဆယ်ရေးကိုကိုကဲမယ်လို့ထင်ထားတဲ့လူတွေကကိုကိုဘာတွေလှုပ်သွားမလဲဆိုတာလုံးဝမတွေးရဲစရာပဲအချိန်သာလုံလောက်ရခဲ့မယ်ဆိုရင်သူ့ကိုအတ္တမပါပြုတ်ကျသွားနိုင်တယ်လို့ထင်တယ်တကယ်ဒါမေ့မျောနေတဲ့လူတယောက်ကဘာမှတောင်တိလိုက်မှာမဟုတ်ဘူးသူကတကယ်မမေ့မျောနေပဲနဲ့မေ့မျောခြင်းအောင်စောင့်နေလို့တာသူကဒါတွေကိုတိလိုက်ရတာနောက်ထပ်တဲ့တစ်ခုရဆိုရင်လည်းအဲ့လိုပဲလူနာတင်ကားပေါ်မှာလူနာမေ့မျောနေတဲ့အချိန်မှာလူနာတင်ကားပေါ်မှာပါလာတဲ့ကယ်ဆယ်ရေးသမားတွေကမဖွဲ့မရတွေကင်ခဲ့ကြပြုလုပ်ခဲ့ကြတယ်ဆိုတဲ့ကိစ္စတွေကလည်းဖြစ်ခဲ့ကြတယ်လို့ကြားတယ်။တင်ကောနောက်ထပ်ဒီလိုမျိုးကိစ္စနဲ့နီးတူတဲ့အရာတွေဘာတွေတီးခဲ့တယ်လဲ
comment မှာတစ်ချက်လောက်ဝင်ပြီးတော့မှဆွေးနွေးခဲ့ကြပါအောင်ကက်သလီနာဖြစ်ပါရှင်ကက်သလီနာကတော့အခုလို up to date မှုကင်သတင်းလေးတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒါမျိုးသတင်းလေးတွေနောက်ထပ်ရတာကြက်နေတတ်တယ်ဆိုရင်တော့ကက်သလီနာရဲ့ YouTube ရော TikTok ရော Facebook ရောကကက်သလီနာ Be My Friend ဆိုတဲ့နာမည်နဲ့ပါပဲ။သုံးခုလုံးမှာအားပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုကြိုက်တတ်တယ်ဆိုရင် like and share လေးလုပ်ပြီး comment လေးမှတ်ပြီးတော့လည်း supporting လုပ်ပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြမယ်နော်။ Catalina Be My Friend